ဩဒရာဇတ်ကိုဥမင်္ဂဇတကလို့ခေါ်တယ်သို့တော့အဲ့ဒီတစ်ဇတ်ထဲတယ်မဟုတ်ဘဲနဲ့တခြားဇတ်တွေထည့်သွင်းပြီးတော့ဟောကြားထားတာဖြစ်လို့ဥပမာမဲ့သီရိမန္တာဇတ်တို့တကရခတဇတ်တို့အဲ့ဒီဇတ်တွေရောအကုန်လုံးပေါင်းထည့်ပေါင်းထားတာမို့ရှည်လျားတဲ့ဇာလံတစ်ပုဒ်ဖြစ်တယ်ပေါ့သို့တော့ဒီဇာလံထဲမှာမြတ်စွာဘုရားရဲ့အလောင်းမဟောဒရပညာရှိဟာတကယ်ကိုပညာရှိပြီးသားတဲ့အတိုင်းပဲစစ်ပွဲရံပွဲကြီးတွေကိုသွေးတစ်ဆက်မထွက်စေရပဲအနိုင်တိုက်နိုင်ရုံမြမခရန်သူမိတ်ဆွေနှစ်ဦးလုံးဟာရန်သူအဖြစ်ကနေမိတ်ဆွေအဖြစ်ပြောင်းလဲပြီးစိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တဲ့နိလန်းကိုသုံးချသွားတာဖြစ်အဲ့တော့ဒီဇလန်းအရာကြည့်မယ်ဆိုရင်တကယ်ပညာရှိပုဂ္ဂိုလ်ဟာဘယ်သူ့ကိုမှဒုက္ခရောက်စေတာမဟုတ်အလုံးကိုချမ်းသာဒုက္ခရစေတဲ့ဤကိုသုံးချတယ်ဒါမှပညာရှိအစစ်ဖြစ်တယ်ပညာရှိအစစ်ဟာရန်သူမိတ်ဆွေဘယ်သူ့ကိုမှဒုက္ခမရောက်စေပဲနှုတ်လုံးချမ်းသာရေးကိုဆောင်ရွက်တတ်တာအဲ့လိုတကယ်ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်မျိုးမှာတကယ်ပညာရှိပုဂ္ဂိုလ်လို့ဒုက္ခမိန်လို့ဆိုတဲ့ဒုက္ခမိမန္တာချမ်းသာလွယ်ကူစွာအကြောင်းအရာတစ်ခုကိုဆင်ခြင်သုံးသပ်ပြီးဆုံးဖြတ်ပေးသွားနိုင်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့ကမ္ဘာလောကကြီးမှာအဲ့လိုပုဂ္ဂိုလ်မျိုးတွေပေါ်ပေါလာမယ်ဆိုလို့ရှိရင်ရံမဲ့ဖြစ်နေတဲ့နှုတ်နှဝဟာသွေးတစ်စက်မှမထည့်ရပဲနဲ့ငြိမ်းချမ်းရေးရရှိပြီးစိတ်နှလုံးအေးချမ်းမှုရရှိနိုင်ကြတယ်ပြည်သီးဘက်ကမှမနာပြည်သီးဘက်ကမှမတာပဲစိဘဥစ္စာတွေမပြတ်မယွင်းပဲပဂရိအနေထားနေစိတ်နှလုံးချမ်းသာမှုကိုရရှိအောင်ဆောင်ရွက်ပေးတာဓမ္မပညာရှိလို့ဒီလိုပြောရမှာဖြစ်တယ်စိတ်အင်္ဂါကြီးမားလာတဲ့သုလနီပြမရမင်းကြီးရဲ့စစ်တပ်ထိုစစ်တပ်ရဲ့တိုက်ခိုက်မှုတန်းကိုမခံရအောင်တိုင်းပြည်ငယ်လေးစိတ်အင်္ဂါနေတဲ့တိုင်းပြည်ငယ်လေးမှာမောဒရပညာရှိကဥဆောင်ပြီးတော့နိုင်ငံချစ်ကြည်ရေးနှစ်ပြည်တော်ချစ်ကြည်ရေးကိုဆောင်ရွက်နိုင်ရမြတ်မကရွှေလန်းငွေလန်းဟောနိုင်တဲ့အနေထားထိအောင်ရောက်ရှိအောင်ဆောင်ရွက်ခဲ့တာသူ့လုပ်ငန်းကြီးဟာထိုခေတ်အခါခါနဲ့ကြည့်ရင်တော့အမခံကြီးမားလာတယ်လို့ပြောသို့တော့သူ့ရဲ့ဘဝဆက်နောက်ဆုံးအချိန်ဘဝဆက်သိမ့်ပုံတွေရလည်းပဲပညာရှိရဲ့တန်ဖိုးကိုညှို့ဆိုသွားတဲ့ဇတ်လမ်းဖြစ်လို့ဘုန်းကြီးတို့တွေပညာရှိဆိုတာကိုမိမိတို့ကိုယ်တိုင်လည်းပဲပညာရှိအောင်ကြိုးစားဖို့နဲ့ပညာရှိဆိုတာကိုလည်းတန်ဖိုးထားတတ်ဖို့ဆိုတဲ့သင်္ကန်းစာတွေကိုရရှိကြမှာဖြစ်တယ်အေးဩဒရာပညာရှိဟာသုရဏိပြမရမင်းကြီးရဲ့အခေါဝတိစစ်တပ်ကြီးဝန်းရံထားတဲ့သူ့ရဲ့တဲနန်းကနေပြီးတော့ဥမင်လိုင်ကောင်းလှုပ်ထားပြီးဝိရိယဘိကြီးနဲ့စီမံထားတဲ့အတိုင်းဝိရိယဘိကြီးရဲ့လူရင်းဆန္ဒပြေဝအောင်ဆောင်ရွက်ပေးလိုက်လို့အလုံးကပြေဝသွားတယ်ပြေဝသွားရုံမြတ်မကသူနဲ့သုရဏိပြမရမင်းကြီးတို့ဟာတူနဲ့တူသွေးသစ္စာဆိုပြီးတော့တူမပြစ်မှားဖို့သစ္စာဂရိပြုခဲ့ကြတဲ့အဆင့်ထိအောင်ရောက်ရှိသွားတာကျင့်တတ်သွားတဲ့အနေအထားမျိုးရတယ်။ဘာကြောင့်လို့ဆိုရင်မောဟဒရာကိုတတ်လို့လည်းမဖြစ်ဘူးသူ့ရဲ့စီမံချက်တွေကမောဟဒရာကိုတတ်လိုက်ရင်သုရဏိပြမရမင်းကြီးဟာဆုံးရှုံးမှုတွေရဆိုဖြစ်သွားမောဟဒရာရဲ့အစီမံနဲ့သုရဏိပြမရမင်းကြီးရဲ့မဲတော်မိဖုရားသမီးနဲ့သားဒီ၄ယောက်ကဝိရိယဘိကြီးလက်ထဲမှာတစ္ဆာကံအဖြစ်ပါသွားကြပြီ
အဲ့တော့မောဟဒရာကိုအသက်ရှည်စေမှမောဟဒရာကိုလွတ်ပေးမှသူတို့ရဲ့အသက်တွေကိုကယ်နိုင်မှာဖြစ်လို့ဒါပညာရှိရဲ့စွမ်းဆောင်မှုပဲမလုံးလို့မရတော့အောင်ငြိမ်းချမ်းရေးမလုံးလို့မရတော့အောင်ငြိမ်းချမ်းရေးကိုလုံးလိုက်ရတာဖြစ်တယ်ပေါ့အကယ်၍ငြိမ်းချမ်းရေးမလုံးနိုင်ဘူးဆိုရင်သုရဏိပြပရမင်းကြီးဟာစေအားဘလောက်ကောင်းကောင်းသူ့ဘဝကြီးဟာပြိုကျပျက်စီးသွားနိုင်တယ်သူ့မေတော်ကြီးသူ့ရဲ့မိဖုရားချစ်လာစွာသောသားနဲ့သမီးဆွာတွေဟာဝိရိယပြည့်ကြီးရဲ့လက်တွင်ကြာဆင်းပြီးတော့သွားတာမို့မောဟဒရာမတဘာအကိုရမရှိဘူးဆိုတဲ့အနေအထားမျိုးရောက်အောင်စီမံလိုက်တာဖြစ်တယ်ဒါကြောင့်မောဟဒရာပညာရှိကိုဝေယံထားတဲ့စစ်တပ်ကြီးကနေပြီးနောက်ဆုတ်ပေးပြီးတော့တိုင်းပြည်ကိုပြန်ခွင့်ပြုလိုက်တာအချမ်းရနေတဲ့တပည့်ကိုပြန်ခွင့်ပြုလိုက်တော့မောဟဒရာပညာရှိကိုဝိရိယနိုင်ငံကြီးကအကြီးအကျယ်ကျိုးဆိုပြီးအောင်ပွဲခံကြတယ်တဲ့ဒါဟာဇလံကလေးတစ်ပုဒ်ပေါ့နော်အဲ့ဒါလို့အောင်ပွဲခံတဲ့အခါမှာအောင်ပွဲခံပြီးလို့နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အခြေအနေတွေကသုလနိပြပရကြီးကသူ့သမီးနဲ့သူ့သမီးပင်စလာစန္ဒီနဲ့ဝိရိယဘုရင်နဲ့လက်ဆက်ပါမယ်လို့လိမ့်လေလှိစားပြောကြားထားတာဟာအမှန်ဖြစ်သွားရတယ်တကယ်ပဲလက်ထပ်ပွဲဆင်းနွှဲလိုက်ရတယ်ပေါ့စိတ်ထဲကတော့ဝိရိယဘုရင်ကိုခေါ်ပြီးတော့ချေမုံမှုတပ်ဖြတ်ဖို့ကြံရွယ်တာဖြစ်တော့လေပညာရှိရဲ့အစီအမံကြောင့်သူတို့စိတ်ထဲကအကြံစိတ်တွေမဖြစ်ဘဲနဲ့နှုတ်ကပြောတဲ့အတိုင်းဖြစ်သွားတယ်ဝိရိယဘုရင်ကြီးနဲ့ပိဿလစန္ဒီမင်းသမီးတို့ရဲ့လက်ထပ်ပွဲကြီးဟာအောင်မြင်မြင်ဖြစ်သွားတဲ့အခါမှာတနှစ်ကြာတော့ပိဿလစန္ဒီမင်းသမီးလေးကသားယောက်ျားလေးတူမွေးဖွားလာတယ်အဲ့ဒီသားယောက်ျားလေးမွေးဖွားလာတဲ့အခါမှာ10နှစ်အရွယ်ရောက်တော့ဝိရိယဘုရင်ကြီးဟာနတ်ရွာဆန်သွားတယ်အသက်အရွယ်ကပထမကွာခြားတယ်ပေါ့လေပိဿလစန္ဒီမင်းသမီးက16နှစ်အရွယ်လောက်ဝိရိယဘုရင်ကြီးကအသက်60 90အရွယ်အဲ့ဒါလို့သားလေးတူမွေးဖွားပြီး10နှစ်အရွယ်ရောက်တဲ့အခါမှာဝိရိယဘုရင်ကြီးနတ်ရွာဆန်သွားတယ်အဲ့ဒါလို့နတ်ရွာဆန်သွားတဲ့အခါမှာဒီအဖြစ်ပြက်ကြီး10နှစ်ကြာသွားပြီပေါ့10နှစ်ကြာသွားတဲ့အခါမှာမောဟဒရာပညာရှိကပိဿလစန္ဒီမိဖုရားရဲ့သားတော်ကလေး10နှစ်အရွယ်မင်းသားလေးကိုထီနံအပ်ပွဲနတ်တက်ပွဲဆင်ရင်ကျင်းပမှုလုပ်ပေးလိုက်တယ်10နှစ်အရွယ်မင်းသားလေးဟာဘုရင်အဖြစ်ကိုရောက်ရှိသွားတယ်အဲ့ဒီချိန်မှာဘုရင်ဖြစ်တင်မြင့်ပြီးတဲ့အခါမှာမောဟဒရာပညာရှိက10နှစ်အရွယ်ဘုရင်ကလေးထံခွင့်ပန်တယ်ဒေဝအဟံတာဝအယတ္တအယကတ္တသုလနိပြပနိဖြစ်မြပရိညောတန္တိကံကပိတပိသူစီခွင့်ပန်တာအရှင်မင်းမြတ်တဲ့ကျွန်တော်မျိုးဟာအရှင်မင်းမြတ်ရဲ့ဘိုးတော်သုလနိပြပရမင်းကြီးရဲ့အထံသို့သွားရပါလိမ့်မယ်။ဘာဖြစ်လို့တော့ဆိုတော့ဂရိထားခဲ့တာဝိရိယဘုရင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်သူလာပါမယ်လို့ဂရိပေးခဲ့တယ်။သုလနိပြပရမင်းကခေါ်ထားတော့အဲ့ဒါနဲ့မောဟဒရာပညာရှိက10နှစ်အရွယ်မင်းသားငယ်လေးဘုရင်လေးမောမှာခွင့်ပန်တော့ဘုရင်ကလေးကပြောတော့ပန္တိတမမန်သတ္တတောကမိဋ္ဌာအိုပညာရှိကျွန်ုပ်ကိုစွန့်ခွာပြီးတော့မသွားပါနဲ့တဲ့အဟန္တံပိဋုဌာနေတပိတောသက္ကရံဂရိတာမိငါဟာတင့်ကိုခမည်းတော်နေရာမှာထားပြီးတော့ယုတ်သိလေးစားသမှု
အလေးပြုပါမယ်လို့ဒီနေ့ကတောင်းတော့ပါမှပြောတယ်ပင်စလသန္တိမင်းသမီးကလည်းပဲမိဖုရားကလည်းပဲပဏိတတုံမကံကတကာလေးအညံပဋိတရဏနတ္ထိမာကမိဋ္ဌာဩပညာရှိမကြီးတဲ့မကြီးတို့ထွက်သွားမယ်ဆိုရင်သူတို့မှာအာကိုအာထာပုဂ္ဂိုလ်မရှိတော့ပါဘူးတဲ့ဒါကြောင့်မသွားပါနဲ့ဘယင်းလေးကလည်း7နှစ်အရွယ်ဆိုလွန်ငယ်သေးတယ်ဒါကြောင့်မို့မသွားပါနဲ့တို့တားကြတယ်ဘယ်လိုပဲတာမင်းမသစ္စာလူမဂတိလို့ဆိုတဲ့အတိုင်းပဲဂတိကိုပြုထားကြတာရှိတယ်အခုခေတ်ဆိုရင်တော့လွယ်လွယ်နဲ့ပြောတယ်လွယ်လွယ်နဲ့ဖြတ်တယ်ပေါ့နော်အဲ့ဒီခေတ်ကတော့အဲ့လိုမဟုတ်ဘူးပြောရင်လည်းလွယ်လွယ်နဲ့မပြောဘူးပြောပြီးရင်လည်းမဖြစ်ဘူးသူတို့ဆိုလို့မြန်မာရာဇဝင်တွေမှာကြည့်လို့ရှိရင်လည်းသွေးသစ္စာလို့ခေါ်တယ်လျုံသွေးကိုဖောက်ပြီးတော့ရွှေကွက်ထဲရေနဲ့ရောပြီးတော့ထည့်တကယ်လူတွေရဲ့လျုံသွေးတွေကိုရွှေကွက်ထဲကရေထဲမှာအကုန်ထည့်ပြီးတဲ့အခါမှာသစ္စာဆိုကြတယ်ဘယင်းနေလက်ထက်တော့ဒါကိုသွေးသစ္စာလို့ခေါ်တယ်အဲ့ကြတော့မှရဲဘော်ရဲဘက်အစစ်သစ္စာမဖောက်ရဘူးသူတို့ခင်ဗျအဲ့ဒါမှခံပြကြတယ်အလောင်းမင်းတရားကြီးဟာသူ့ရဲ့ရဲဘော်ရဲဘက်တွေဟာသူနဲ့သစ္စာဆိုထားတာရဲဘော်66ကျိတ်ကိုတတိယမြန်မာနိုင်ငံတော်ကြီးကိုစူးစီးပြီးတော့တပြည်တော်နဲ့ဖြစ်အောင်စွမ်းဆောင်ခဲ့တဲ့အလောင်းမင်းတရားကြီးဟာသူ့ရဲ့ရဲဘော်ရဲဘက်60နဲ့သွေးသစ္စာဆိုပြီးတော့တိုင်းပြည်ကိုပြိုကွဲသွားတဲ့တိုင်းပြည်ကြီးကိုပြန်ပြီးတော့စုစည်းခဲ့တာအနော်ထဘီကြီးကလက်ထက်ကလို့တခုတည်းသောမြန်မာနိုင်ငံတော်ဖြစ်အောင်စုစည်းသွားခဲ့တာအဲ့ဒီမှာသွေးသစ္စာလို့ခေါ်တယ်အဲ့ဒီအချိန်မှာအခုလိုသစ္စာဆိုတာလို့မဟောဒရာပညာရှိနဲ့သုရဏိပြမရမင်းကြီးတို့ဟာတူတူဂရိသစ္စာပြုတဲ့အချိန်မှာဝိရိယဘယင်ကြီးနိုင်ရဆံသွားရင်သူလာခဲ့ပါမယ်လို့သစ္စာဆိုတယ်။ဒါကြောင့်မို့မယာရိညောပတိညဒိဏနတကအခန္တုသုရဏိပြမရမင်းကြီးအားပတိညာလို့ခေါ်တယ်ဝန်ခံဂတိဝန်ခံဂတိပေးခဲ့ပြီးဖြစ်ပါတယ်တဲ့မသွားလို့မဖြစ်ပါဘူးမင်းသားလေးမင်းဘယင်ပေါဆာလေးရောမိဖုရားရောအနုညွတ်ခွင့်ပန်တယ်ပေါ့အဲ့လိုခွင့်ပန်ပြီးတားမရတဲ့အခါကျတော့အလိုတိုင်းသူပြည်သားတွေကလည်းမောဟဒရာပညာရှိကြီးကိုနှမျောချတယ်ပေါ့အေးတိုင်းပြည်ကသူ့ချမ်းရန်သူ့ရဲဘော်ရဲဘက်တွေခေါ်ပြီးတော့ဥဒ္ဒရပင်စာလာဆိုတဲ့မြို့ဘက်ကိုထွက်ခွာသွားတယ်အဲ့ဒီလိုထွက်ခွာသွားတာမောဟဒရာပညာရှိလာပြီဆိုတဲ့အခါမှာသုရဏိပြမရမင်းကြီးကတရင်ကြတော့ခိဝကျိုဆိုတဲ့အခမ်းအနားနဲ့ကျိုဆိုပွဲတွေလုပ်တယ်ပညာရှိနဲ့အဖွဲ့တွေကိုကျိုဆိုကြတယ်ကျိုဆိုပြီးတော့မြို့ထဲမှာအိမ်ကြီးရခိုင်တင်းတော့တင်းနေရှိတယ်ခမ်းနားတဲ့အိမ်ကြီးတကိပညာရှိနေဝေးရအတွက်ထားပြီးပညာရှိကိုတန်မိုးထားတဲ့သဘောပေါ့နော်ရှေးခေတ်ကပညာရှိကိုမတန်မှတ်တာခုခေတ်လည်းခန့်มาတဲ့ advisor ဆိုပြီးတော့အကြံပေးဆိုပြီးကျန်နာမပေးတာနော်အဲ့ဒီခေတ်ကတော့အလိုမဟုတ်တကယ်ကိုပညာရှိဆိုလေးစားလောက်တဲ့အကြံဉာဏ်တွေလည်းပညာရှိဆရာရတယ်နော်အဲ့ဒါလို့အိမ်ကြီးရခိုင်တင်းတောင်တင်းနေနဲ့ပညာရှိရဲ့အိမ်ဆိုပြီးတော့ဘုရင်ကြီးကသီးသန့်ဆောက်ပြီးတော့ပေးတယ်အဲ့ဒါလို့နေရာကောင်းကောင်းပေးတော့လည်းပဲထပ်မှန်ပြီးတော့ဆုလက်ချီးမြှင့်တာတို့ယာတုခံထားတာတို့ဘုရင်ကြီးကမလုပ်ဘူးဘ
ထမတုန်းကမဟောဒရာပညာရှိနဲ့စတင်ခွဲခွာတဲ့အချိန်တုန်းကရွာပေါင်း80ကိုအပိုင်စားပေးလိုက်ပြီးပြီရွာပေါင်း80နော်ခြံရံပရိသတ်တွေရောအများကြီးအဲ့ဒီခြံရံပရိသတ်တွေနဲ့ရွာပေါင်း80သူ့နိုင်ငံမှာရှိတာတွေကိုခွန်ကောက်စားနဲ့ကိုပေးလိုက်တယ်သို့တော့မောဒရာပညာရှိကသူ့ကိုပေးလိုက်တဲ့နောက်လိုက်ပူပါအချမ်းရနေအားလုံးကိုသုလနိပြမရမင်းကြီးရဲ့မေတော်တို့မိဖုရားတို့သားတော်တို့ဒီသုံးဦးကိုပြန်ပြီးတော့ပို့ဆောင်တဲ့အခါမှာအဲ့ဒါတွေပြန်ထည့်ပေးလိုက်ပြီးသားဖြစ်တယ်သူတို့ကိုခြံရံပြီးတော့သူ့လူနဲ့သူပြန်ပြီးတော့ပင်စလနိုင်ငံကိုပြန်ပို့လိုက်ပြီးသားဖြစ်တယ်ပေါ့အဲ့သူခုပင်စလနိုင်ငံရောက်လာတဲ့အခါမှာရွာပေါင်း80သူ့ကိုပိုင်စားဖြစ်ပေးထားတာရခင်ကပေးတာပဲရှိတယ်နောက်ထပ်ထပ်ပြီးတော့ဘာယာဒူးမှလည်းမပေးတော့ဘူးဗျာနော်ဘာယာဒူးမှမပေးအဲ့လိုနေတဲ့အခါမှာရိုးရိုးပဲဘုရင်ကြီးစီပညာရှိတယောက်အနေနဲ့သွားခါစားတယ်တိုင်းပြည်ဆိုတာပညာရှိဆိုတာအခုခေတ်ကတော့အကြံပေးလို့ပေးလိုက်ရင်ဖြုတ်ထားတဲ့တူတူပဲပေါ့နော်သူလည်းအဲ့ဒီအကြံပေးရာရှိလောက်ပဲထားပုံရတယ်ချာအဲ့ရာထူးဘာမှမရှိဘူးအဲ့ဒီအချိန်မှာသုရဏိပြမရမင်းကြီးရဲ့နန်းတော်မှာဘေရီဆိုတဲ့ပညာရှိပြပိုင်မအမျိုးသမီးပြပိုင်ဆိုတာယသိလူဟာမျိုးပေါ့နော်ယသိဝတ်ပြီးတော့ပညာရှိပညာတတ်တဲ့ဘေရီဆိုတဲ့ပြပိုင်မဘီအင်ကြီးကကိုးကွယ်တာပညာရှိတယ်သူကလည်းအဲ့ဒီပြပိုင်မဟာအလွန်ထက်မြက်တဲ့ပညာရှိတယ်ဒါကြောင့်မို့ဘီအင်ကြီးရဲ့နန်းတော်ကိုနေတိုင်းဆွမ်းသွားပြီးတော့စားရတယ်ဘီအင်ကြီးကအဲ့လိုကိုးကွယ်ထားတာပေါ့နော်ဘီအင်ကြီးကိုးကွယ်တဲ့ပြပိုင်မအဲ့ဒီဘီအင်ကြီးကိုးကွယ်တဲ့ပြပိုင်မမဟောဒရာပညာရှိတယ်လို့ကြားကြတဲ့ကမဟောဒရာကိုသူကတွေးချင်စိတ်ရှိတယ်ဒါပေမဲ့လို့မဆုံးဘူးတရက်တော့မဟောဒရာပညာရှိကဘုရင်ကြီးကိုခံစားဖို့သူ့အချံရအနေနဲ့နန်းရင်ပြင်ဘက်ကိုဝင်လာတယ်အဲ့ဒီဝင်လာတဲ့အချိန်လေးမှာဘေရီပြပိုက်မကလည်းပဲဆုံးမစားပြီးတော့နန်းတော်ဘောကဆင်းလာတဲ့အခါမှာနန်းရင်ပြင်မှာတရက်တော့သွားဆုံးလိုက်တယ်ဒါသူတို့ရဲ့ပထမဆုံးဆုံစည်းမှုပဲအဲ့ဒီမှာသုရဏိပြမရမင်းကြီးကဂတိသစ္စာပြုထားတဲ့အတိုင်းမဟောဒရာပညာရှိကိုခေါ်ပြီးတော့ပညာရှိအကြံပေးအနေနဲ့ထားတော့လဲအထူးထားတာတွေပဲမလုပ်ဘူးတဲ့ဂရုမစိုက်ဘူးပေါ့ဘုရင်ကြီးကငါတင်ထားလို့တဲ့ဘာတရံတေနဒောတေနဒိသဟံတကရခိနောဒါကြောင့်မို့လို့ဒီအပြစ်ကြောင့်ချိန်မှလဲတဲ့နော်ဘာမှကပြောနေတယ်ဆိုစွန့်မွေရဘူးရှေ့ကလူရှိနေတယ်ဆိုရင်အချိန်တွေကိုကက်ခတ်ရတယ်အဲ့လိုမဟုတ်ဘူးအလိုက်မသိဘူးလို့ခေါ်တယ်တယောက်သားစကားပြောနေတယ်မလေးမစားနဲ့သူ့ကိုဆက်ဆံတယ်ဘုရင်ကြီးကိုဆက်ဆံတယ်ဘုရင်ဖြစ်နေရင်တော့ဘုရင်လိုပဲဆက်ဆံအောင်မှာပေါ့နော်ဘုရင်လိုပဲဆက်ဆံမဲ့နဲ့ငယ်တော့ကတငယ်ချင်း
ဒေနဒေါသေနအဲ့ဒီတငယ်ချင်းဖြစ်တဲ့ဓနုသေခါကိုသဗ္ဗနိမိတနာရုတင်ညုအာဂတကမောဥပ္ပါဒေသူပိနေယုတ်တော်နေယနေသပဝေတနေပရောဟိတ်ပုံနာဆိုတာအလွန်ကျွမ်းကျင်တယ်ဘေးရင်ပညာအဲ့လိမ္မာပတ်တတ်တယ်ပေါ့နော်လိမ္မာပတ်တတ်တယ်ဘယ်နေရာကောင်းတယ်ဘယ်နေရာမကောင်းနက္ခတ္တပဋ္ဌကောဝိတော်လူစားကျွေးခါရတယ်အဲ့လိုကြောင့်မို့လို့ပါတဲ့ဆိုပေရီပြပိုက်မကဆက်ပြီးတော့မေးတယ်ဘုံမပေးဘူးတဲ့သူကိုယ်တိုင်ပဲဘလူစားခံမယ်လို့ပြောတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖေရီပြပိုက်မကမေးတာသတ္တမုဒ္ဒပရိယာယမဟိတာကရကုံတလံဝတုံတရံအာဝတအမသမိဋ္ဌိနာအင်္ဂါရအလုံးပါတဲ့အသက်ဆိုတာရှည်လီကောင်းနေပဲမဟုတ်လားဆင်းရဲနေတော့သေအေးတာပဲပေါ့နော်ဒါလောက်အရှိန်အဝါကြည့်ပြီးတော့ကိုယ်သတင်းကြည့်တဲ့ဘယင်ကြီးဖြစ်နေတာအသက်ရှည်လီကောင်းနေပေါ့တဲ့အထတွန်ကေနဝနေနကေနဝပန္နဟေတုနာပန္တိတံအနုရခန္တောပန္နဝစတိဒုစရံဒီလိုအခြေအနေမျိုးဖြစ်ပါရဲ့သားနဲ့ဘယ်လိုပဲသစေဝကိတ္တမေပုတ်တိပပုတ်တိသဒုက္ခပေယမဟောတတော်သူကအရင်တည်သွားမယ်ဆိုရင်သူ့ရဲ့သားသမီးမြေမြစ်တွေကိုမဟောတရာကချမ်းသာအောင်ထားမှာဆိုစိတ်ချတယ်ပေါ့တချို့လူတွေရှိရမလားငါပဲအရင်သေးကြမှာတယ်ဆိုတာမျိုးပေါ့နော်သူအရင်သေးသွားရင်တောင်မှပဲမဟောဒရာရဲ့ပေါ်မှာအားကိုးတယ်သူသာသမီမြေမြစ်တွေကိုမဟောဒရာကချမ်းသာအောင်ဆောင်းရှောက်မှာဖြစ်တယ်တဲ့ဒါကြောင့်မို့သူ့ကိုမသေးစေခြင်းဘူးသူ့အသက်ရှင်နေရဲ့မဟောဒရာကိုမသေးစေခြင်းဘူးအနာဂတံပစ္စုပန္နံသဗ္ဗမတ္ထံပိပတ္တိသူဟာကြိုပြီးတော့လည်းမြင်တယ်လက်ရှိအကြောင်းအရာကိုလည်းမြင်တယ်။အားလုံးကိုမြင်တယ်။အခုလက်တိဖြစ်ပေါ်နေတာကိုလည်းပဲကောင်းကောင်းမြင်တယ်။နောင်လာလက်တံကိုလည်းကောင်းကောင်းမြင်တယ်။အနာပရဒကမ္မတနတ္တဇံတခရခိနောဘာကူမှအမှားမလုပ်တဲ့အပြစ်ကင်းတဲ့မောဟဒရာကိုဘယ်လိုလုပ်ပြီးတော့ဘလူးစာကျွေးနိုင်ပါမလဲမကျွေးနိုင်ပါဘူး။အဲ့တော့အဲ့ဒီဖြေတွေရလိုက်တဲ့အခါမှာဘ
ဘုရင်ကြီးကမောဒရာပညာရှိပေါ်မှာဘလောက်တန်မိုးထားတယ်ဆိုတာဖိရိပရပိုက်မှာသိရှိနားလဲသွားတယ်သူနားလဲသွားတယ်လို့ပဲတိုင်းသူပြည်သားတွေအားလုံးကလည်းနားလဲအောင်လို့ဆိုပြီးတော့ဘုရင်ကြီးကိုလူထုပြိဿကြားမှာမင်းရဲ့အမြင်မှာအစည်းအဝေးခေါ်ပြီးတော့ဘုရင်ကြီးနဲ့သူကဒီမေးခွန်းနဲ့အဖြေတွေကိုထပ်ပြီးတော့လူတွေကြားအောင်ထပ်ပြီးတော့ပြောတယ်တဲ့နော်ထပ်ပြီးပြောပြီးတော့ပိရိပရမိတ်မဘာပြောတော့ဆိုဣဒံသူဏထပင်စာလာသုလနိယတဗာတိတံသုလနိပြမရမင်းကြီးရဲ့ပြောကြားချက်တွေကိုမင်းတို့နားထောင်ကြပါပန္တိတံအနုရခန္တောပါဏံသစတိဒုစစွန့်နိုင်ခဲ့တဲ့သူ့အသက်တောင်မှပညာရှိကိုကာဝယ်ပေးတဲ့အနေနဲ့သူပဲအသိခံမယ်လို့ပြောတယ်မာတုပရိယာယပါတုသသခိနောပြမနတ္တသအတ္တနောစာပိပင်စာလောသန္နံသစတိစီဝိတံအမေရဲ့အသက်မိဖုရားကြီးရဲ့အသက်ညီတော်ရဲ့အသက်တငယ်ချင်းရဲ့အသက်ပရောဟိတ်ပုံနာရဲ့အသက်သူ့ရဲ့အသက်အဲ့ဒီလူ9ယောက်ရဲ့အသက်ကိုသူဟာပေးဆက်နိုင်တယ်မောဟဒရာရဲ့အသက်ကိုတော့လုံးဝမပေးနိုင်ဘူးမောဟဒရာကိုတော့အာကိုးတယ်ဆိုအဓိပ္ပာယ်သူပဲသိခံမယ်ဆိုပရဗိမကပြောတာဧဝံမဟဋ္ဌိကပညာဆိုတာဘယ်လောက်တန်မိုးရှိတယ်ဆိုတာသိကြတဲ့နော်ပညာအသိပညာဆိုတာဧဝံမဟဋ္ဌိကဒီလောက်ကိုအကျိုးကျေးဇူးကြီးပါတယ်တကယ်ပညာရဲ့စွမ်းစတ္တိကိုသိပြီဆိုလို့ရှိရင်အခုလိုတန်မိုးထားကြတယ်လို့ဆိုလို့ပဲပေါ့နော်နိပုဏအထစိန္ဒိနာအဲ့တော့အလုံးကိုသိမ်မွေးပြီးတော့အမှန်ကန်ကိုကြံစီသိနိုင်တဲ့ပညာဟာအလုံးကိုကြီးမားတယ်ဒိဋ္ဌဓမ္မဟိတထာယတံပရာယဒုက္ခယသာပညာဆိုတာဟာတဲ့လက်ရှိဘဝမှာလည်းပဲချမ်းသာဒုက္ခရစေနိုင်တယ်နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရစေနိုင်တယ်ဆိုလိုတာကပညာရှိရင်ဒီဘဝတင်ကောင်းတာမဟုတ်ဘူးနောက်ဘဝပါကောင်းတယ်နောက်ဘဝလုံးကောင်းတဲ့အရာဖြစ်လို့ပညာရှိအောင်ကြိုးစားကြပါလို့ဖေရီပရပိုက်မကပြိဿအလဲမှာမောဒရာရဲ့ဂုဏ်သတင်းတွေကိုထုတ်ဖော်ပြောဆိုပြီးအခုလိုဏိဂုံးချုပ်ပြောလိုက်တာဖြစ်တယ်ပေါ့ဟောအဲ့ဒါမောဒရာဇလံနောက်ဆုံးမှာစပ်ပေါင်းလိုက်တဲ့အခါလေးကတော့ဒီဇလံဟာဒီမှာပဲအဆုံးသတ်သွားတယ်မောဒရာပညာရှိရဲ့ဇလံအဲ့တော့လောကကြီးတစ်ခုလုံးကမောဒရာပညာရှိကိုတန်မိုးထားလေးစားကြတယ်ဆိုတာဒီအကြောင်းကြောင့်ပဲเนาะတန်မိုးထားဒါလေးကိုမှတ်ဖို့လိုတယ်ပေါ့ပညာဆိုတာဟာသိမ်မွေးတယ်အရာရာကိုစူးစမ်းဆင်ခြင်နိုင်တယ်ကြီးမားတဲ့အကျိုးကျေးဇူးကိုသက်ဆောင်ပေးနိုင်တယ်မျက်မှောက်ဘဝအကျိုးပဲဖြစ်စေတမန်တော်အကျိုးကိုပဲဖြစ်စေပညာကဆောင်ယူပေးနိုင်တာဖြစ်သောကြောင့်အသိပညာတတ်ပညာအဲ့ဒါမှတန်မိုးထားမှာဖြစ်တယ်ဆိုတာလုပ်ပြီးတော့ဒီမောဒရာဇာထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်ပုဂ္ဂိုလ်တွေလဲဆိုဘေရီပရဗိမကနောက်ဆုံးမှဘယ်သူဖြစ်သွားတော့ဆိုမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာဥပ္ပလဝဏထေရီဖြစ်တယ်မောဒရာပညာရှိရဲ့ဒီဖခင်သီရိဝတ္တနတထေကတော့သုတ္တရဏမင်းကြီးဖြစ်လာတယ်မေတော်ကတော့မဟာမေတော်မာယာဖြစ်တယ်အမရာဒေဝီဆိုတဲ့ကျင်ယာကတော့ဗိမ္မသုံးတရီဗိမ္မသုံးတရီဆိုဗိမ္မာဆိုတာရသောရရဲ့နာမည်ပဲနော်သုံးတရီဗိမ္မာဒါသူရဲ့နာမည်ရသောတရာရဲ့နာမည်တစ်မျိုးဗိမ္မာသုံးတရီဖြစ်တယ်ခြေသားလေးကတော့အာနန္ဒာဖြစ်လာတယ်သုလနိပြမရမင်းကြီးကတော့ရှင်သာရိပုတ္တရာအလောင်းဖြစ်တယ်ကေဝပုံနာကြီးကတော့ဒီဝဋ္ဌအလောင်းဖြစ်တယ်ဆလာကဒေဝီဆိုမိဖုရားကြီးကတော့ထုံလနန္ဒာဘိက္ခုနီမအလောင်းဖြစ်တယ်ပါဠိကမှာကတော့မန္လိကမိဖုရားကြီးဖြစ်လာတယ်ကာမိဏအမတ်ကြီးကတော့အမ္ပထလူလင်ဖြစ်လာခဲ့တယ်ပုဂ္ဂုတအမတ်ကတော့ပုဋ္ဌပါဒဆိုပြပိုင်ဖြစ်တယ်ဒေဝိနအမတ်ကတော့ပိလောတိကပြပိုင်ဖြစ်တယ်သေနကအမတ်ကြီးကတော့ရှင်မဟာကသဗဖြစ်လာခဲ့တယ်ဥဒုံပရဒေဝီကတော့
မင်္ဂလိကာဆိုပုဂ္ဂိုလ်ဖြစ်လာတယ်နော်ဝေရေဟဘုရင်ကြီးကတော့ကာလုဒ္ဓါကြီးမထေရမြတ်ဖြစ်လာတယ်မောဟဒရာပညာရှိကတော့မြတ်စွာဘုရားဖြစ်လာတယ်လို့ဒီလိုဇတ်ထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်12ဦး18ဦးရဲ့အကြောင်းအရာတွေကိုနောက်ဆုံးမှဇတ်ပေါင်းပြတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မောဟဒရာပညာရှိနေသူဤပညာစွမ်းအားကြောင့်လောကလူသားတွေမြည်သူမှဒုက္ခမရောက်ဘဲနဲ့အလုံးပျော်ရွှင်ချမ်းမြေ့ခြင်းဖြင့်ဘဝခရီးကိုဆက်နေကြရုံများမကဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းဆိုတဲ့သူ့ရဲ့ပညာစွမ်းအားဖြင့်ဆွမ်းဆောင်သားမှုကြောင့်လူလောကမှာတဘဝတာလုံးအမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ်ကိုရရှိသွားတာဖြစ်တာပညာစွမ်းအားကြောင့်ပဲဖြစ်တယ်ဆိုတာကိုယ်စီသတိထားပြီးလောကမှာတန်ဖိုးရှိဆုံးရသည်ပညာနရဏယရတံဆိုတဲ့အတိုင်းလူတို့ရဲ့မြတ်ဆုံးတန်ဖိုးထားရမှာအသိပညာသာလင်ဖြစ်တယ်ဆိုတာကိုမှတ်သားပြီးပညာရအောင်စီးပူးအားထုတ်နိုင်ကြပါစေကုန်သတည်း